မင်္ဂလာပါအခုချိန်မှာတော့ကျမအနေနဲ့ဒီ weight average ကျောင်းသားတွေရဲ့အမှတ်ကို weight average ဘယ်လိုတွက်ရလဲဆိုတော့ကိုတက်ပြသွားမှာဖြစ်ပါတယ်အရင်ဆုံးတော့ဒီဆရာမသတ်မှတ်ထားတဲ့ဒီ criteria တွေကိုအရင်ဆုံးရေးချလိုက်တယ်ပြီးတော့ဒီကျောင်းသားတွေရဲ့ရရှိတဲ့ရမှတ်အသီးသီးတွေကိုလည်းအရင်ဆုံးရေးချလိုက်ပါတယ်အခုအချိန်မှာတော့ဒီ Matthew ရဲ့အမှတ်ကို weight average ဝင်ဘယ်လိုရှာရမလဲဆိုတော့ကိုစမ်းကြည့်ရအောင်အရင်ဆုံး equal ချမယ်ပြီးရင် sum product ကိုဒီ formula ကိုချလိုက်မယ်ပြီးတော့ဒီ weight ရဲ့သတ်မှတ်ထားတဲ့စီးရင်းတွေကို select ဆွဲလိုက်မယ်ပြီးတော့ comma ချမယ်comma ချတော့ပြီးတော့ Matthew ရဲ့အမှတ်အားလုံးကို select ဆွဲလိုက်ပါမယ်ဆွဲပြီးခွင်းပြန်ပိတ်မယ်ဝင်ပြီးတော့အစားတဲ့အနေနဲ့ slash ချလိုက်မယ်ပြီးရင် sum ပြီးတော့ queen စားပြီးတော့ဒီ weight ကိုပြန်ပြီးတော့ select တစ်ခေါက်ချက်ဆွဲမယ်ဆွဲလိုက်ပြီးဆိုရင်ပြန်ပြီးတော့ queen ပိတ်လိုက်မယ် queen ပိတ်ပြီးအဲ့ခေါက်လိုက်မယ်ဆိုရင် 85.9 ဆိုပြီးတော့သူရဲ့အမှတ် weight average ထွက်လာဆိုတာတွေ့ရပါတယ်ဒီအခြား John Susan နဲ့အခြားတငယ်ချင်းတွေရဲ့အမှတ်တွေကိုလည်းကျောင်းသားအမှတ်တွေကိုထည့်လို့ချင်မယ်ဆိုရင်ဒီမှာတစ်ခါတည်းအလွယ်နည်းနဲ့ဆွဲလိုက်မယ်ဆိုရင်အတီးတီးအမှတ်ထွက်လာပေါ့နော်ဒီထွက်လာတဲ့အမှတ်ဒီမှာဆိုရင်တော့အချို့အမှတ်တွေကနည်းတယ်များတယ်ရှိတယ်ဒီမှာဆိုရင်အများဆုံးကတော့ဒီ Henry ရဲ့အမှတ်က89ကျော်တယ်ပေါ့နော်ဒသမကျော်တယ်ပြီးတော့အနည်းဆုံးကတော့ဒီJasmine ရဲ့အမှတ်ကတော့63ကျော်လေးပဲရှိရဆိုတာတွေ့ရတယ်။ဘာကြောင့်အမှတ်ကများတယ်နည်းတယ်ဆိုတော့ဗောနော်ဒီမှာကြည့်မယ်ဆို Henry ရဆိုရင်အခြား attendant တွေရဲ့အမှတ်တွေရော reading report တွေရောအခြားပုံမှန်အမှတ်တွေမှာလည်းအမှတ်ကောင်းတယ်ပြီးတော့ final exam မှာလည်းအမှတ်ကောင်းတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်သူရဲ့ point ကများတယ်ဗောနော်ပြီးတော့ဒီ Jasmine ကိုပြန်ကြည့်မယ်ဆိုရင်တော့အမှတ်နည်းရတဲ့အကြောင်းရင်းကသူ့ရဲ့ပုံမှန် criteria မှာဖော်ပြထားတဲ့ရာခိုင်နှုန်းမှာဒီမှာဆိုရင်သူ့အမှတ်ကဆိုရင်ထက်ဝက်ပဲရတယ်ပေါ့နော်နည်းတယ်60ကျော်60အဲ့လောက်ပဲ50ကျော်အဲ့လောက်ပဲရတဲ့အတွက်ကြောင့်သူ့ရဲ့weight average ကနည်းတယ်ဆိုတာကိုတွေ့ရပါတယ်ဒီနေ့ကျွန်မတက်ပြသွားတဲ့အကြောင်းအရာဒီလောက်ပါပဲ